သတင်းထူပါအသက်36နှစ်အရွယ်ဒါဂိုရာဂျွန်ဆင်ဒက်ကိုတာဂျွန်ဆန်ဟာခရစ်မာတင်ခရစ်မာတင်နဲ့10နှစ်ကြာရွယ်ပြီးလမ်းခွဲခဲ့ပြီးနောက်မှာအခုတော့အချစ်တစ်နဲ့တွဲနေပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်ဒါပေမဲ့ပရိသတ်တွေကတော့သူမရဲ့အရင်ကနာမည်ကျော်ရေးစားဟောင်း3ယောက်ကျောင်းကိုပို့ပြီးစိတ်ဝင်စားနေကြပါတယ်ပထမတစ်ယောက်ကတော့ဂျော်ဒန်မာစတာဆင်ဂျော်ဒန်မာစတာဆန်ပါဒါဂိုတာတရုတ်ဆောင်လောကရဲ့စဝင်ကာစာ2011ကနေ2014အထိသူတို့တွဲခဲ့ကြတာပါဟောလိဝုဒ်မျိုးရိုးတွေကဖြစ်တဲ့ဂျော်ဒန်ကသူမကိုပါတီတစ်ခုမှဆုံခဲ့တာပါသူဟာဒါဂိုတာရဲ့50 Shades ကားတွေကအခန်းကဏ္ဍတွေကိုလက်မခံနိုင်ခဲ့တယ်လို့ယင်းနှီးတဲ့စဝင်ကန်းတွေကိုလည်းအယံမုန်းတီးခဲ့ပါတယ်အဲ့ဒီကားကိုလက်မခံဖို့သူတောင်းပန်ခဲ့ပေမဲ့ဒါဂိုတာကညှင်းဆန်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့အမြဲတမ်းရန်ဖြစ်ခဲ့ကြပြီး2014မှာလမ်းခွဲခဲ့ကြရာကနေဒီနေ့အထိစကားမပြောဖြစ်ကြတော့ပါဘူးဒုတိယတစ်ယောက်ကတော့ World State ဂီတအဖွဲ့ Drone ရဲ့အဆိုတော်နဲ့ဂီတသမား Matthew Hit Marius ပါဒါဂိုရာဂျော်ဒန်နဲ့လမ်းခွဲပြီးချင်း2014ကနေ2016ထိသူတို့တွဲခဲ့ကြပါတယ်သူတို့ရဲ့ရိုးရှင်းတဲ့အခြေရေးလေးကအရန်ချုံမြင်ခဲ့ပါတယ်နယူးယောက်မြို့မှာလက်ချင်းချိတ်ပြီးကော်ဖီတောက်တာတွေဖျော်ဖြေပွဲတွေသွားတာတွေကိုဖာပရာဇဲတွေကရိုက်ကူးနိုင်ခဲ့ပါတယ်မက်သရူကဒါဂိုတာအတွက်တချင်းတစ်ပုတ်တောင်ရေးပေးခဲ့ပါသေးတယ်ဒါပေမဲ့အလုံများလုံးတဲ့အချိန်စရာတွေကြောင့်သူတို့လမ်းခွဲခဲ့ကြပါတယ်သူကနယ်လက်ဖျော်ဖြေပွဲတွေသွားနေပြီးသူမကတော့ကဘာအနှံ့မှာရုပ်ရှင်ရိုက်နေရတာကြောင့်အလန့်ဝေးတဲ့အခြေရေးကမအောင်မြင်ခဲ့ပါဘူးတတိယတစ်ယောက်ကတော့ Coldplay အဖွဲ့ရဲ့အဆိုတော် Chris Martin ပါသူမရဲ့အကြီးမားဆုံးအချစ်လို့တောင်ပြောလို့ရပါတယ်သူတို့ဟာ Chris Martin က Gwyneth Paltrow, Gwyneth Paltrow နဲ့လမ်းခွဲပြီးနောက်2018ကနေ2025အထိတွဲခဲ့ကြတာပါအစပိုင်းမှာလှုပ်ဝက်ထားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ Gwyneth ရဲ့မိသားစုနဲ့အတူအားလက်ရခီးထွက်တာတွေကိုတွေ့ခဲ့ရပါတယ်2020မှာသူတို့လှုပ်ဝက်စွာဆိတ်ဆက်ခဲ့ကြပြီးမာလီဘူမာလာဘောက်ကအင်ကြီးမှာအတူတူနေထိုင်ခဲ့ကြပါတယ်2025မှာတော့ရန်ပွဲတွေမရှိဘဲနှစ်ဦးသဘောတူလမ်းခွဲခဲ့ကြတာပါအခုတော့ဒါဂိုတာအချစ်တစ်နဲ့ပြန်တွေ့နေပါပြီသူမရဲ့ချစ်သူအစ်စ်ကဘယ်သူလဲဆိုတာအမည်မဖော်ပြသေးပေမဲ့ပဲရီမြို့မှာသူတို့လက်ချင်းချိတ်ထားတဲ့ပုံတွေကိုဖက်ပရာဆာတွေကရိုက်ကူးနိုင်ခဲ့ပါတယ်တင်ကောဘယ်လိုထင်လဲ